အားလုံးပဲမင်္ဂလာပါရှင် Yuki Comic Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကမ္ဘောဒီးယားလူမျိုးတွေကြားမှာနှစ်ပေါင်းများစွာကတည်းကပြောစမှတ်ပြုခဲ့ကြတဲ့သမိုင်းကြောင်းဆိုင်ရာဒဏ္ဍိုင်ဇာတ်လမ်းတစ်ပုဒ်ပါဒီဇာတ်လမ်းရဲ့အကြောင်းအရာတွေကြောင့်ထိုင်းနိုင်ငံကကြီးပွားချမ်းသာလာရတာလို့ဆိုထားပြီးတော့နန်းတော်တစ်ကောင်ကိုမွေးဖွားခဲ့တဲ့လူတစ်ယောက်ရဲ့အကြောင်းမှာပါဝင်ပြီးတော့နန်းတော်ညီနောင်တို့ရဲ့စွန်စားကန်းတွေကဘလို့ရတာတွေပေးပြီးတော့ဘလောက်ထိစိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာကိုလိုက်ပါကြည့်ရှုပေးကြပါအောင်နော်ဇာလန်လင်းစတင်ပြီးထုံးစံအတိုင်း Yuki ရဲ့ channel လေးကို like and subscribe နှိပ်ထားပေးကြပါအောင်နော်ဒီဇာလန်လေးကလွန်ခဲ့သောနှစ်ပေါင်းများစွာကကာလာဝိတ်မြို့ကိုကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော်အဖြစ်သတ်မှတ်ထားတဲ့ခေတ်ကာလတစ်ခုကပါအဲ့ဒီကာလာဝိတ်မြို့မှာစင်ရဲသားလင်မယားနှစ်ယောက်ကပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါတယ်ဇနီးတဲ့ကိုဝင်ရှိလာတဲ့အခါမှာတော့ကိုဝင်သေးတို့ထုံးစံအတိုင်းချင်းချင်းတက်လာခဲ့တယ်ဒါကြောင့်ချင်းချင်းတက်နေတဲ့ကိုဝင်သေးဟာတမယာသီးကိုစားဖို့ယူဆောင်လာတဲ့အချိန်မှာပဲရွာထဲကဘေးဒင်ဆရာကမြင်ပြီးတော့တားလိုက်တယ်။အဲဒီနောက်သူမကိုခလေးမွေးပြီးတဲ့အထိအချင်းတက်ပါတဲ့အသီးနှံတွေကိုလုံးဝမစားဖို့ပြောခဲ့တယ်။တကယ်လို့စားမယ်ဆိုရင်သူမအသက်သေးစေနိုင်တယ်လို့လည်းဟောခဲ့ပါသေးတယ်။ဒီလိုဟောကိန်းရှိတာကြောင့်ကိုဝင်သေးဟာစားကျင်စိတ်ပေါက်လာတိုင်းအောင်ဤသီးခံခဲ့ရတယ်။ဒါပေမဲ့လို့ကိုဝင်လာရင်လာလေးလေးစားကျင်စိတ်ပိုးပြီးပြင်းပြလာလေးလေးဖြစ်လာခဲ့တယ်။နောက်ဆုံးမှာတော့ကိုဝင်သေးဟာစားရင်စိတ်ကိုမထိန်နိုင်တော့ဘဲနဲ့ခင်မိုးသေးကိုအင်ရှိကတရက်ပင်မော်ကနေတရက်သီးခူးပေးဖို့တောင်းဆိုခဲ့ပါတယ်။ခင်မိုးဖြစ်သူကလည်းဘီနီဆရာရဲ့စကားကိုကြောက်တာကြောင့်မောင်ကြီးတခြားရမှာအရေးပေါ်ကိစ္စရှိလို့ခဏသွားလိုက်အောင်မယ်လို့အကြောင်းပြပြီးညင်းဆန်ကအိမ်ကနေထွက်ခါသွားခဲ့ပါတယ်။ဇနီးသေးကလည်းဂယုစိုက်သွားအောင်နော်ပြီးရင်စောစောပြန်လာခဲ့အောင်လို့လှမ်းអော်ပြီးမှာကြားခဲ့ပါတယ်။ဒီလိုနဲ့စားကျင်စိတ်ပြင်းပြနေတဲ့ဇနီးတဲ့ဟာလည်းကိုဝင်ကြီးနဲ့ပဲတရက်ပင်မော်ကိုတိုင်တက်ခဲ့ပါတယ်။သူမကကိုဝင်နဲ့မလို့ခက်ခက်အပင်မော်တက်ခဲ့ရတယ်။အဲ့ဒီနောက်တရက်သီးကိုလှမ်းခူလိုက်ချိန်မှာပဲခြေချော်ပြီးတော့အချိန်ပြင်းပြင်းနဲ့မြေပြင်မော်ကိုပြုတ်ကျသွားပါတယ်။မြေပြင်မော်ရောက်တဲ့အခါမှာတော့ဘိုက်ကွဲထွက်ပြီးတော့ဘိုက်ထဲကနေနွားပေါင်လေးတစ်ကောင်နဲ့ခလေးငယ်လေးတစ်ယောက်ထွက်ကျလာခဲ့ပါတယ်။မိခင်ဖြစ်သူဇနီးတဲ့ကတော့နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပါတယ်။မိခင်ဝမ်းပိုက်ထဲကနေထွက်လာတဲ့နွားပေါင်လေးနဲ့ကလေးငယ်လေးကလည်းနှိုးစာတာကြောင့်ငိုကြွေးနေခဲ့ပါတယ်ခဏကြာတော့ခင်မိုးတဲ့အိမ်ပြန်ရောက်လာပြီးတရက်ပင်အောက်မှာဇနီးတဲ့ပြုတ်ကျသေးဆုံးနေတာကိုမြင်တဲ့အခါမှာတော့အလွန်ထိတ်လန့်သွားခဲ့တယ်သူဟာဇနီးတဲ့စားခြင်းနဲ့တရက်တီးကိုမခူးပေးမိခဲ့တဲ့အတွက်အလွန်ဝမ်းနဲ့ပူဆွေးပြီးနှောင်းနှာရခဲ့ပါတယ်ဒါပေမဲ့လို့သားနှစ်ယောက်ရှိသေးတာကြောင့်အာတင်ပြီးတော့မျက်ရည်တုပ်လိုက်ကသားနှစ်ယောက်ကိုပွေးချပြီးချော့မြူပေးခဲ့ပါတယ်အဲ့ဒီနောက်ခင်မုန်းဖြစ်သူဟာလည်းချစ်ရတဲ့ဇနီးတဲ့အလောင်းကိုကိုယ်တိုင်မြင်မြုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့လို့လူသားနဲ့နွားကလေးကိုတပြိုင်နက်မွေးဖွားခဲ့တဲ့အမျိုးသမီးရဲ့သတင်းဟာတရွာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ရွာသားတွေကအံ့ဩထိတ်လန့်ကြပြီးတော့ဒီဖြစ်ရဟာသူတို့ရွာအတွက်မကောင်းတဲ့လက္ခဏာလို့ဆိုပြီးတော့ကြောက်ရွံ့ခဲ့ကြတယ်။ဘေးဒင်ဆရာကတော့ဒီဖြစ်ရဟာဘသူ့ကိုမှအန္တရာယ်မရှိတာကိုသိပေမဲ့လို့အများနဲ့တယောက်ဖြစ်တာကြောင့်ရှင်းပြလို့မရခဲ့ပါဘူး။တနေ့မှာတော့ရွာသားတွေဝိုင်းလာပြီးတော့ဖခင်နဲ့သားနှစ်ယောက်ကိုရွာကနေမောင်းထုတ်ခဲ့ကြတယ်။မထက်တာတဲ့အဆုံးမှာတော့ဖခင်ဖြစ်သူဟာလည်းသားနှစ်ယောက်ကိုခေါ်ဆောင်ကရွာကနေထွက်လာခဲ့တယ်။အဲဒီနောက်ရွာအစွန်ကချောင်းဆန်နာမှာအေဂျင့်စွာနေထိုင်ခဲ့တယ်။လူသားဖြစ်တဲ့သားငယ်လေးကိုတော့ဖရာကဲလို့အမည်ပေးခဲ့ပြီးတော့အကြီးဆုံးသားဖြစ်တဲ့နွားကလေးကိုတော့ဖရာကိုလို့အမည်ပေးခဲ့ပါတယ်။ဖခင်ဖြစ်သူကတဦးတည်းသောမိဘအနေနဲ့ပဲသားနှစ်ယောက်ကိုအကောင်းဆုံးပြုစုစောင့်ရှောက်ခဲ့ပါတယ်။နေ့အနှဲငယ်ကြားတဲ့အခါမှာတော့မိသားစုခိုကိုးရာဖြစ်တဲ့ဖခင်ကြီးဟာလည်းမကြမ်းမမာဖြစ်လာကဆုံးပါသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲတနာဆရာကြီးအကူနှစ်ယောက်ဟာလည်းမိဘမယ်လေးတွေဖြစ်သွားခဲ့ကြတယ်။ဖခင်ဆုံးပြီးနောက်မှာတော့လူသားဖြစ်တဲ့ဖရာကဲလေးဟာအစားအစာရှာမစားတတ်တာကြောင့်စာလောင်မှုသိပြီးငိုနေခဲ့ပါတယ်။ခံကောင်းစွာနဲ့ပဲအကူကြီးဖရာကိုကတော့နှစ်ပေးတဲ့အစွမ်းတက်တီတွေနဲ့မွေးဖွားလာတဲ့နှနွားဖြစ်နေခဲ့ပါတယ်။နနောဖရာကိုဟာမျက်တီကိုစားလိုက်တဲ့အခါမှာတော့ဗစက်သေးကနေအစာအမျိုးမျိုးကိုပြန်အန်ထုတ်ပေးပြီးတော့ညီဖြစ်သူကိုပြုစုစောင့်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့ပဲညီအကိုနှစ်ယောက်ဟာအစားကြောက်အတွက်ဘာမှစိတ်ပူစရာမလိုတော့ပဲကြီးပြင်းလာခဲ့ပါတယ်။ဒါပေမဲ့လို့မကြခင်မှာပဲအဲ့ဒီဒေသကရွာသားတွေဟာဖရာကိုရဲ့အံ့ဖွယ်အစွမ်းတတိတွေကိုသိရှိသွားကြတယ်။ဒါကြောင့်နွားရဝမ်းပိုက်တဲကနက်ပစ္စည်းတွေကိုလိုချင်တာကြောင့်သူတို့နှစ်ယောက်ကိုဖမ်းဆီးဖို့ဝိုင်းလာခဲ့ကြတယ်။ဒါကိုနန်နွားဖရာကိုကအချိန်မီတတိထားမိကဖရာကဲကိုသူ့ရဲ့အမိကိုကန်ခိုင်းခဲ့ပြီးတော့ကောင်းကင်ဘုံကိုချက်ချင်းပြန်တက်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကစားပြီးတော့ညီအကိုနှစ်ယောက်ဟာလူတွေစီကနေပုံအောင်ရင်းနေပဲနှစ်ယောက်တည်းတိတ်ဆိတ်နေထိုင်ခဲ့ရပါတယ်။ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါမှာတော့ဖရာကဲလေးဟာခံညားတဲ့အမျိုးသားတစ်ယောက်ဖြစ်လာခဲ့တယ်။
ဖရာကဲဟာအရင်ကဝတ်ခဲ့တဲ့အဝတ်စားတွေမတော်တော့တာကြောင့်ငပြောဘက်တွေကိုပဲဝတ်ဆင်နေခဲ့ရပါတယ်။သူတို့ဟာတနေရာထဲမှာပဲအကြာကြီးမနေထိုင်ပဲနဲ့နေရာမျိုးမျိုးကိုရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ညီအကိုနှစ်ယောက်ဟာမြေကြောင်းအတိုင်းရှောက်လာရင်းနဲ့ဘရင်တစ်ပါးရဲ့နန်းတော်ရှိကိုရောက်ရှိလာခဲ့ပါတယ်။ဒီဘရင်မှာသမီးတော်6ယောက်ရှိပြီးတော့အားလုံးကလှပကြပါတယ်။သမီးတော်တွေအရွယ်ရောက်လာတဲ့အခါမှာတော့ဘရင်ကဂုံကြီးရှိတဲ့ယောက်ျားသားတွေကိုခေါ်ယူပြီးတော့သမီးတော်တွေနဲ့လက်ဆက်ဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့လို့အငယ်ဆုံးသမီးတော်ဖြစ်တဲ့နန်းဖန်ကတော့သူ့ရဲ့အိမ်နောက်ဘက်ကိုမရွေးချယ်ပဲရှိနေခဲ့ပါတယ်။တနေ့မှာတော့မင်းသမီးလေးနန်းဖန်ဟာအစီကံနေနဲ့အတူရေချိုးစိမ်မှာရေကစားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဖရာကဲနဲ့ဖရာကိုညီနောင်တို့ဟာလည်းမြေကမ်းပြီးအတိုင်းလမ်းလျှောက်လာခဲ့တယ်။ငပြောဘက်တွေကိုဝစ်စင်ကြတဲ့ဖရာကဲကိုမြင်တဲ့အခါမှာတော့မင်းသမီးလေးအစီကံတွေကလှောင်ရဲခဲ့ကြတယ်။ဒါပေမဲ့လို့မင်းသမီးလေးနန်းဖန်ကတော့တနာစိတ်ဝင်လာပြီးတော့ဒီလူငယ်လေးအင်းနေရှာမှာပဲလို့တွေးကသူမရဲ့ခြုံပွားကိုဖရာကဲကိုပေးလိုက်ပါတယ်။ဘသူစီကမှဘာမှမရခဲ့ဘူးတဲ့ဖရာကဲဟာလည်းမင်းသမီးလေးနန်းဖန်ကိုချက်ချင်းပဲစိတ်ဝင်စားကချစ်ခင်နှစ်သက်သွားပါတယ်။ဒီအကြောင်းအရာကိုဘယင်ကြားတည်သွားတဲ့အခါမှာတော့သမီးဖြစ်သူကသူရွေးချယ်ပေးထားတဲ့ပြည့်စုံကြွယ်ဝတဲ့ယောက်ျားတွေအများကြီးရှိပါရဲ့သားနဲ့ဒီလိုစင်းရဲသားလူငယ်တယောက်နဲ့ရောတော်မှုကြောင့်ရှက်ရွံ့တယ်လို့ဆိုပြီးတော့အကြီးကျယ်ဒေါသထွက်ခဲ့တယ်။မင်းသမီးလေးရှင်းပြပေးမယ်လို့ဘယင်ကြီးကအမျက်မပြေခဲ့ပါဘူး။ဒါကြောင့်မင်းသမီးလေးနန်းဖန်ဟာနန်းတော်တွေကနေနင်းထုတ်ခံရပြီးတော့ညောင်တွင်းချင်းမှာပဲအိမ်ရမဲ့ဖြစ်သွားခဲ့ရှာတယ်။မင်းသမီးလေးနန်းဖန်ကိုချစ်နေတဲ့ဖရာကဲကလည်းဒီအကြောင်းကိုသိတဲ့အခါမှာတော့မဆိုင်မတော်ပဲနဲ့မင်းသမီးလေးစီလာကလက်ထုတ်ခင်တောင်းဆိုခဲ့တယ်။အဲဒီနောက်ဖရာကဲညီနောင်နဲ့နန်းဖန်တို့ကလည်းရွာတရားမှာအိမ်ငယ်လေးတစ်လုံးဆောက်လုပ်ပြီးတော့အေဂျင့်စွာနေထိုင်ခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီကရွာသူရွာသားတွေဟာနပေးတဲ့တကိုးစွမ်းရည်နေရှိတဲ့ဖရာကွန်ရောရဲ့အကြောင်းကိုသိရှိသွားပြန်ပါတယ်။အဲ့ဒီအခါမှာတော့နွန်နွားအကြောင်းဟာအလင်းအမြန်ပြန့်နှံ့သွားပြီးတော့ထိုင်းဘုရင်ရဲ့နားထဲကိုပါရောက်ရှိသွားတယ်။ထိုင်းဘုရင်ကလည်းဖရာကိုပိုင်ဆိုင်ခြင်းစိတ်ပြင်းပြခဲ့တယ်။နန်းတော်ကပညာရှိပရောဟိတ်ကြီးကဖရာကိုပိုင်ဆိုင်ရင်နိုင်ငံတော်ကြွယ်ဝချမ်းသာလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။အဲဒါကြောင့်ထိုင်းဘုရင်ကကမ္ဘောဒီးယားဘုရင်ကိုတလစ်ဆန်၃မျိုးနဲ့ရှင်ပြိုင်ဖို့စိန်ခေါ်ခဲ့ပြီးတော့ရှုံးတဲ့ဘက်ကမြို့ကိုလောင်ကျေးအဖြစ်ပေးရမယ်လို့စိန်ခေါ်ခဲ့ပါတယ်။ဒါဟာအမှန်တကယ်တော့ဖရာကိုပေါ်ထွက်လာအောင်လှည့်စားတဲ့အကြံစီပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားဘုရင်ဟာလည်းအလွန်စိုးရိမ်ပူပန်ခဲ့ပါတယ်။သူဟာနန်းတော်ကပရောဟိတ်ကြီးကိုချက်ချင်းဟောကိန်းထုတ်ခိုင်းတဲ့အခါမှာတော့ပရောဟိတ်ကြီးကနန်းတော်ဖရာကိုလာမကူညီထိုင်းဘုရင်ကအနိုင်ရလိမ့်မယ်လို့ဟောခဲ့ပါတယ်။ဒီအတွက်ကမ္ဘောဒီးယားဘုရင်ဟာလည်းဖရာကိုနဲ့ဖရာကဲညီနောင်စီကိုအကူအညီတောင်းတဲ့စာကိုပေးပို့ခဲ့ရပါတယ်။ညီအကိုနှစ်ယောက်ကလည်းဝမ်းမြောက်ဝမ်းသာနဲ့အပြည့်အဝကူညီဖို့သဘောတူခဲ့ကြတယ်။ဒီလိုနဲ့ပြိုင်ပွဲနေ့ကိုရောက်ရှိလို့လာပါပြီ။ပထမပွဲကတော့စက်တိုက်ပွဲဖြစ်ပါတယ်။စတင်တဲ့အခါမှာတော့ဖရာကိုဟာစက်တကောင်အဖြစ်အသွင်ပြောင်းလိုက်ပြီးတော့ထိုင်းဘုရင်ချက်နဲ့ရှင်မြိုင်တိုက်ခတ်ခဲ့ရမှာတော့ဖရာကိုအနိုင်ရခဲ့ပါတယ်။ဒုတိယပွဲကတော့စင်တိုက်ပွဲဖြစ်ပါတယ်။ဖရာကိုဟာစင်အဖြစ်အသွင်ပြောင်းလိုက်ပြီးတော့ထိုင်းဘုရင်ရဲ့စင်နဲ့ရဲရင်တိုက်ခိုက်ခဲ့တဲ့အခါမှာတော့ထပ်မံအနိုင်ရပြန်ပါတယ်။နောက်ဆုံးပွဲကတော့နွားတိုက်ပွဲပဲဖြစ်ပါတယ်။ဖရာကိုဟာသူ့ရဲ့မူရင်နွားခန္ဓာကိုယ်နဲ့ပဲစစ်မြေပြင်ကိုထွက်ခဲ့ပါတယ်။ဒါပေမဲ့လို့ဖရာကိုသိရှိလိုက်တာကထိုင်းဘုရင်ကတကယ့်နွားကိုအသုံးပြုတာမဟုတ်ဘဲနဲ့စက်ရုံနွားဖြစ်နေခဲ့တယ်။ဒါကြောင့်ဖရာကိုကဒီတိုက်ပွဲမှာသူရှုံးနိုင်မှာကိုစိုးရိမ်ခဲ့ပါတယ်။ဒီအတွက်ဖရာကိုဟာသူ့ညီဖရာကဲနဲ့နန်းဖန်တို့နဲ့အတူထွက်ပြေးဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။သူကငါ၃ချိန်អော်လိုက်တာနဲ့နှစ်ယောက်သားအမြန်ပြေးလာပြီးတော့ငါအမီးကိုကင်ပါ။အဲ့ဒါဆိုငါတို့အတူပြန်ထွက်သွားနိုင်မယ်လို့ပြောခဲ့ပါတယ်။နွားတိုက်ပွဲတတိယအချီစားတဲ့အခါမှာတော့ပင်မတွင်နေတာမရှိတဲ့စက်ယုံနွားကိုဖရာကိုကလုံးဝမနိုင်တော့တာကိုသိရှိခဲ့တယ်။ဒါကြောင့်ထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါနဲ့ဖရာကိုက၃ချိန်អော်ပြီးအချက်ပြလိုက်တဲ့အခါမှာတော့ဖရာကဲနဲ့နန်းဖန်တို့ကအလင်းအမြန်ပြေးလာခဲ့တယ်။အဲ့ဒီနောက်သူတို့ပြောထားတဲ့အတိုင်းစစ်မြေပြင်ကနေပြန်တက်ပြီးထွက်ပြေးခဲ့ကြပါတယ်။သို့တော့ထိုင်းပြည်ကဖရာကိုထွက်ပြေးနိုင်ကြီးကိုကြိုတင်ခံမှန်းထားပြီးသားဖြစ်တာကြောင့်စစ်တီတော်တွေကိုအရန်တင်ထားရှိပြီးတော့သူတို့၃ဦးကိုလိုက်လံဖမ်းဆီးစေခဲ့ပါတယ်။နောက်တော့ဖရာကိုဟာလည်းသူ့ရဲ့ခွန်အားတွေအကုန်သုံးပြီးတော့ကောင်းကင်ယံမှာပြန်တန်းနေခဲ့ပါတယ်။အမီးကိုကင်ထားတဲ့ဖရာကဲနဲ့နန်းဖန်တို့ကလည်းမြေပြင်ကိုလှမ်းကြည့်ရင်းနေပဲနောက်ကလိုက်လာတဲ့စစ်တီတော်တွေကိုဖျက်ချော်ဖို့ကြိုးစားခဲ့ကြတယ်။ဖရာကိုတို့ကောင်းကင်မော်ပြန်တန်းနေတာတော့ထိုင်းစစ်တီတွေကမျက်ခြေမပြတ်လိုက်နေခဲ့ပါတယ်။ပြန်သားနာအချိန်ကြာလာတာနဲ့အမျှနန်းဖန်လေးဟာမိန်းကလေးဖြစ်တာကြောင့်အလိုမင်းပင်မနှွမ်းနေခဲ့ပါပြီ။ကောင်းကင်ယံမှာလီတိုက်နှုံကလည်းပြင်းထန်လွန်းတာကြောင့်ဖရာကိုရဲ့အမိကိုကင်ထားဖို့သူမမှခွန်အားမရှိတော့ပါဘူး။ဒါကြောင့်ရုတ်တရက်ဆိုသလိုသူမရဲ့လက်ကနေဖရာကိုရဲ့အမိကိုလွတ်ချလိုက်မိသွားပါတယ်။
နန်းဖန်လေးဟာအော်ဟစ်လိုက်ရင်းနဲ့ပဲအောက်ကိုပြုတ်ကျသွားပါလေတော့တယ်။သူမဟာထိုင်းနေမြေထဲကိုပြုတ်ကျသွားပြီးတော့သေဆုံးသွားပါတော့တယ်။အန်အိုးဝင်ကောင်းစွာနဲ့ပဲနန်းဖန်ရဲ့သွေးလေးရတဲ့ခန္ဓာကိုယ်လေးဟာမာကျော်ပြီးအေးဆက်တဲ့ကြောက်တုံးကြီးအဖြစ်ချက်ချင်းပြောင်းလဲသွားပါတော့တယ်။ဖရာကဲဟာအသေးသေးအော်ဟစ်ပြီးတော့အောက်ကိုဆင်းဖို့ပြောကဇနီးတွေကိုကယ်တင်မှုစူးစမ်းခဲ့ပါတယ်။သူတို့မြေပြင်ပေါ်ကိုရောက်လို့နန်းဖန်လေးကိုရှာနေတဲ့အချိန်မှာပဲထိုင်းစစ်တီတော်တွေအများပြားဟာပေါ်ကျွေးတွေနဲ့ဝိုင်းဝန်းဖမ်းဆီးလိုက်ကြတယ်။ဒီကျိုးတွေကရုံးနေပိုတင်းကျပ်လေးဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဖရာကိုညီနောင်တို့ကလည်းထိုင်းနိုင်ငံကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ဒါကြောင့်ဖရာကိုရဲ့ဝမ်းမိုက်ထဲကနေပစ္စည်းများဟာလည်းထိုင်းနိုင်ငံကိုအပီးတိုင်ယူဆောင်သွားခြင်းခံခဲ့ရပါတယ်။ဖရာကိုနွားရဲ့နှဆွဲရင်နေဆောင်ပဲထိုင်းနိုင်ငံကယနေ့အထိကြီးပွားတိုးတက်လာရတယ်လို့ယုံကြည်ထားပါတယ်။ဒါကြောင့်ကမ္ဘောဒီးယားလူမျိုးတွေကဖရာကိုနွားနဲ့နှက်ပစ္စည်းတွေကထိုင်းနိုင်ငံကိုပါသွားရခြင်းဟာကမ္ဘောဒီးယားနိုင်ငံရဲ့ဘုံတကူတွေဆုံးရှုံးသွားခြင်းနဲ့ထိုင်းနိုင်ငံကြီးပွားလာရခြင်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်။တချို့ကဖရာကိုရဲ့ဝမ်းမိုက်ထဲကနှက်ပစ္စည်းတွေဟာထိုင်းနိုင်ငံရဲ့ဖျားကြောင်တစ်ခုမှာကိုးကွယ်ထားတယ်။ညာဖျားရဲ့ဒဏ္ဍာရီနဲ့လည်းဆက်ဆက်မှုရှိနေတယ်လို့လည်းဆိုကြပါသေးတယ်။ဒီနေ့ဇလန်းလေးကတော့ဒါလောက်ပါပဲ။ဒီလိုမျိုးဇလန်းလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင် UK ရဲ့ channel လေးကို like and subscribe နှိပ်ထားပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။